ဖုန်တလောလောနဲ့နေရာသွားခဲ့တော့မဲတဲနေတဲ့ဒီလိုပဲတော်လိုင်းကြီးကာလမှာလူတိုင်းဟာနိုင်ငံချစ်စစ်ရှိတဲ့နိုင်ငံသားတိုင်းဟာကြားရနေရာကတက်ဆွမ်းရတာဝန်ကိုပါဝင်ကြည်ပြင်းကြရမှာပါကျွန်တော်လည်းနိုင်တဲ့လောက်ကျွန်တော်နိုင်ရာကနေပြီးတော့ပါဝင်ထမ်းဆောင်နေပါတယ်ပြည်သူများလည်းပဲကြားရနေရာကဆွမ်းနိုင်တဲ့လောက်တော်လိုင်းကြီးပြီးဆုံးသည့်ထိပါဝင်ကူညီလိမ့်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်တော်လိုင်းကြီးကမကြခင်မှာတော့ကျင်းတီမုတ်ချအောင်မြန်မာဖြစ်ပါတယ်အခုသတင်းကောင်းတွေလည်းအများကြီးကြားရမှာပါပြင်းဦးလေးမှာမိမျိုးမှာဆိုရင်စစ်သားဖက်စစ်အကြမ်းဖက်လက်ပါစီစစ်သားအလောင်းတွေထပ်နေတယ်အရသားနဲ့ခွဲပြီးတော့မှသူတို့အချိန်ပေးပြီးတော့တကြိုခိုင်းနေရတယ်ဆိုတဲ့အကြောင်းနော်ဟိုဒီနေ့ကလီပြစ်ချရဟင်ပြစ်ချခိုင်းလိုက်လို့ရဟင်မှာပါသွားတဲ့အကြမ်းဖက်စစ်သားတွေကို body မပါဘဲနဲ့နိုင်တကြိုရတယ်ဆိုတဲ့အကြောင်းနောက်တစ်ခါတိုင်းမှုတက်မှမှုတွေကြားထဲမှာပြိပခါတွေအယမ်းမြင့်မားလာပြီးတော့အမိတ်မနာခံမှုတွေကြီးထွားလာလို့မင်းအွန်လိုင်းကိုယ်တိုင်မြေပြင်လိုက်ဆင်းပြီးတော့ခခရရသဘောမျိုးတောင်းတောင်းမှန်မှန်နဲ့လိုက်ပြီးတော့စီးယုံနေရတယ်ဆိုတဲ့သတင်းတွေတောက်လျှောက်ကြားသိရပါလိမ့်မယ်အဲ့တော့တေချာတာတော့မကောင်းမှုဟုသည်စိတ်ကိုရမရှိစစ်စီကံကျိုးပြတ်သွားသောတမတော်သည်မုံချမသွေဖြတ်သိမ်းအစားထိုးပြင်ဆင်ခံရပါလိမ့်မယ်စစ်စီကံမရှိတော့တဲ့အတွက်ကြောင့်ဓမြလက်နက်ကိုင်ဖွဲ့ငွေစီဝါရောင်းဝင်နေတဲ့မာဖီးယားဂိုင်းရာဇဝတ်မှုပေါင်းစုံကျူးလွန်နေတဲ့ရာဇဝတ်ဂိုင်းတာဖြစ်သွားတဲ့မင်းအွန်လိုင်းရဲ့လက်နက်ကိုင်တပ်ဖွဲ့ကြီးဟာပြည်သူတိုင်းသားတရက်လုံးရဲ့ပေါင်းဆက်ညီညွတ်တဲ့စွမ်းပကားတော်လိုင်းကြီးအားကြောင့်မကြခင်မှာဖြတ်သိမ်းသို့မဟုတ်မဖြစ်မနေပြင်ဆင်ရမယ့်အနေအထားကိုရောက်ရှိလာတော့မှာဖြစ်ပါတယ်။အဲ့တော့ကျွန်တော်တို့ပြည်သူတရက်လုံးအခုကဲ့သို့စီလုံးညီညွတ်မှုစွမ်းပကားနဲ့ခီးဆုံးတီထိရောက်အောင်ရှောက်သွားကြဖို့ထပ်မံပြီးတော့တိုက်တွန်းအားပေးစကားပြောလိုပါတယ်ကျွန်တော်ခီးသွားနေပါတယ်ခီးသွားလူအနားမယူပါဘူးဇက်တိုက်ခီးသွားတယ်ပြည်သူလူထုတွေနဲ့တွေ့မယ်အကြမ်းဖက်ဖက်စစ်တိုက်လက်ပါစီတပ်စခန်းတွေကဖောက်ထွက်ခြင်းတဲ့လူတွေကိုတွေ့မယ်ဆွေးနွေးမယ်ပြောမယ်သူတို့မျက်စိအလင်းနားလင်းကိုဖွင့်ပေးနော်အမျော်နဲ့အမြင်ဆိုတဲ့အကြောင်းအရာကိုသူတို့ကိုတင်ပြပေးမယ်အမျော်ဆိုတာကရှေ့ရေးကိုတွေးပြီးမျောမြင်တတ်တဲ့စင်ကြင်တုံတရားအမြင်ဆိုတာကလူသားပြည်သားစွာကိုဝတ်ထားတဲ့ယူနီဖောင်းနဲ့ကိုဆိုရတဲ့သစ္စာကိုစားရတဲ့ရိတ်ခါလာစာဒါပေါ်မှာနားလေတဲ့မြင်စစ်တပ်ကိုအခုဆိုရင်ကျွန်တော်မင်းညကလည်း live ကပန်းကနန်းလွှင့်လိုက်ပြီးပါပြီခီးတစ်ထောက်နေရာနေပြီးတော့တရုတ်နဲ့ထိုင်းနိုင်ငံတို့ကနော်ထုတ်ပြန်လာတဲ့သူတို့ရဲ့အစိုးရထုတ်ပြန်ကြေညာချက်တွေအရမင်းအွန်လိုင်းစစ်တပ်ဟာအနည်းနဲ့မြန်ဆိုသလိုပြိုကွဲမယ်လို့သူတို့အားလုံးတွက်ချက်သွားပြီဖြစ်တယ်ဒါအိန္ဒိယနိုင်ငံကိုယ်တိုင်ကဒီလိုတွက်ချက်ပြီးဆိုမှတော့မင်းအွန်လိုင်းရဲ့နောက်ဆုံးခြေနေဟာပြေကြသွားပြီဖြစ်ပါတယ်ဒါအိန္ဒိယနိုင်ငံဆိုတာစစ်ထောက်လိုင်းရေး network တွေမြန်မာပြည်ရဲ့အခြေအနေကိုချိန်တစ်ခုတွင်းမှာတန်တမန်သတင်းရက်ကွက်စစ်ထောက်လိုင်းရေး network တွေကနေပြီးတော့ထုတ်ပြန်လာပြီဖြစ်တယ်ပြီးတော့မင်းအွန်လိုင်းဟာလက်ရှိတောင်အာရှနဲ့ဒီအာဆီယံဒေသတွင်းရဲ့မတည်ငြိမ်မှုကိုဖြစ်ပေါ်စေတဲ့အဓိကလက်သည်ဖြစ်တယ်လို့သူတို့သတ်မှတ်လိုက်ပါတယ်။နောက်ဆုံးတစ်ချက်ကတော့အခုအမေရိကန်အပါအဝင်တကယ်ကမ္ဘာနိုင်ငံကြီးတွေကနေပြီးတော့ online လိမ်လည်လောင်းကစားမှုတွေကိုတွင်ကြဲအကြီးမားဆုံးနော်ကျူးလွန်နေတဲ့ရာဇဝတ်ကောင်တွေရဲ့ခေါင်းဆောင်ဟာမင်းအွန်လိုင်းဖြစ်တယ်လို့သူတို့သတ်မှတ်လိုက်တာဖြစ်